လာပါလို့ဒါကတော့တောင်းမှန်တဲ့ပို့လေးပေါ့နော်ဘလို့တောင်းမှန်တဲ့ပို့လေးဆိုတော့မြင့်ဝင်တန်းလေးတော့မြင်ကတော့ဖြစ်ဘူးပတ်ဆိုင်ကလေးတွေမဲဖောက်ပြီးမှာပေါ့နော်မဲဖောက်ပြီးတဲ့အခါမှာဒီထဲမှာမြင့်ကိုလက်ဆောင်တာတော့မြင့်တစ်လုံးတော့ဝယ်ထားရမှာအခုဒီဘက်မှာလက်ဆောင်ပေးတာတော့ပြန်ထပ်ရောက်လာတော့ဒီဘက်မှာအရင်လက်ဆောင်ပေးတာတဲ့ပတ်ဆိုင်လေးတွေကိုမြင့်မလွယ်ရသေးတာလည်းရှိတယ်မြင့်တော့အပြင်အများကြီးထွက်တဲ့ခါကျတော့မြင့်ဝင်တန်းလေးတွေကိုပေါ့နော်အဲ့လိုမဲလေးတွေပြန်နှိုက်ပေးမယ်ပေါ့နော်ဒါဆိုအသက်ကြီးတွေပဲရှိသေးတယ်ဒီမှာဒါဆိုအသက်တွေပဲရှိသေးတယ်အဲ့အကောင့်သားတွေပေါ့နော်အသက်တွေရှိသေးတယ်ဒါလေးဆိုရင်တော့မြင့်ကာရီပေါ့နော်ဒါဆိုလုံးလုံးအသက်တွေပဲရှိသေးတယ်အဲ့တော့လက်ဆောင်ပေးတဲ့သူလေးတွေအနေနဲ့ပေါ့နော်ဒါမြင့်ကိုပေးတာမြင့်စိတ်ချမ်းသာတယ်လို့ဟိုလောက်ရတာဖြစ်တဲ့အတွက်ရှင်းနေပြပါလို့မြင့်မြစ်တာရက်ခတ်ပါတယ်ဟိုမြင့်လွယ်မှမြင့်သုံးမှရှင်းနေပြတာမျိုးမဟုတ်ဘဲနဲ့မြင့်စိတ်ချမ်းသာတယ်လို့သူလုပ်နေရရင်ငါတို့ပေးရကြုံနဲ့တယ်ဆိုတဲ့စိတ်မျိုးလေးထားပေးပါလို့မြင့်ကလေဟိုဒါပြပြပေါ့နော်မဒါလေးဆိုရင်လေမဒါလေးကိုမြင့်မလွယ်ရသေးဘူးဝန်ထမ်းလေးတွေကိုမဲဖောက်ပေးမယ်ဗလာတော့ပါလိမ့်မယ်ဗလာပါတဲ့သူကိုဘာလို့လူတက်စီမရလို့ဗလာပါတဲ့သူနောက်တစ်ခေါက်အဲ့ဗလာပါတဲ့သူတိတက်လူပြန်စုပြီးတော့အဲ့ကြရင်တို့တစ်ခွက်ဗလာမပါကန်စမ်းမဲ့တစ်ခေါက်ပြန်ဖောက်ပေးမယ်ပေါ့နော်အမကြီးဒါလေးဆိုအစ်စ်တွေမဒါလေးဆိုလုံးဝအစ်စ်တွေမလွယ်ရသေးဘူးဒါလေးဆိုပါနှစ်ခါလာပဲရှိသေးတယ်ဒါလေးတော့ခဏလွယ်ပြစ်တယ်စိုက်တဲ့ချင်းမှာပါလို့ပေါ့နော်ဒါလေးတွေရောဒါလေးတွေရောဒါပါဒါလေးတွေကတော့မပေးရသေးဘူးနော်ဒါလေးတွေကမြင့်လွယ်အောင်မှာဒါလေးတွေကမြင့်လွယ်အောင်မှာဒါဒီနေ့ပဲတူးလေးကနေမြို့လက်ဆောင်လာပေးသွားတဲ့ဥပအများကြီးပဲတူးလေးကလာပေးသွားတာဒီမှာဒါတူးလေးကလာပေးသွားတာပေါ့နော်အကောင့်လေးရောက်တာဝင်ကြည့်တယ်လေးတို့အဲ့တော့မြင့်ကိုဝန်ထမ်းလေးတို့ပြန်မျှဝေပြီးတော့ပေးတာပေါ့နော်ပြန်မျှဝေပြီးတော့ဒီမှာအစ်စ်တွေဝင်လာပြီးအဲ့တော့ပတ်သက်ဆိုတာလည်းမလွယ်ပဲနဲ့အကြာကြီးထားရင်မကောင်းပေါ့နော်ဒါကြောင့်မလို့ဒီမှာဒါလေးတွေကဒီနေ့လာလက်ဆောင်ပေးတဲ့အချက်လေးတွေဒီမှာအကောင့်ထဲဝင်ကြည့်လိုက်အဲ့ဒီမှာမှားလို့လည်းရတယ်ဒီမှာကျတော့တူးလေးကလာပေးသွားတဲ့လက်ဆောင်လေးဒီပုံတွေကတော့ဝန်ထမ်းတွေကိုပေးမှတဲ့မှာမပါဘူးမဲဖောက်ပေးတယ်ဒီမှာမပါဘူးပေါ့နော်အဲ့တော့မြင်အရင်ကပေးတဲ့သူလေးတွေကိုသူတို့ပစိုက်လေးတွေမကန်ရင်စိတ်မကောင်းဖြစ်မှာသေးလို့ဒီမှာတော့တူးလေးကလာပေးတော့မကြည့်ဘူးလှကြလို့လှကြဈေးတွေလည်းတန်ကျက်သူကလေလက်လီလက်ကာ3လုံးက2လုံး3လုံးကနေစပေးတယ်ပြန်ရောင်းတဲ့သူတွေအဆင်ပြေတယ်မြင်တော့စဉ်းစားနေတာတနေ့သက်ချီပစိုက်ရောင်းသူကကြည့်ဈေးကအကုန်ရောင်းနေတယ်ပစ္စည်းကောင်းပြောလေဈေးမှန်ပစ္စည်းမှန်ဆိုရင်လေနော်ရောင်းရတာလေမဘေးမှာပေးမအမှပြင်းနိုင်တယ်ပါလာတာအခုတော့လက်ဆောင်ပေးတာတူးလေးကပေးတာဒါတူးလေးကပေးတာအခုမြင်ပြတာလေတူးလေးကပေးတာဒါလေးဆိုရင်လည်းတစ်လုံးက3သိန်းကျော်တယ်ဒီလုံးလေးဆိုရင်တူးလေးကပေးတာမှန်မှာအစိုက်တာကိုကိုအတွက်တွေရောနောက်ပြီးတော့ဒီဘက်မှာကြော်ဖို့အိတ်တွေရောတတကြောင်ကြော်ဖို့အိတ်တွေရောတူးလေးကပေးတာပေါ့နော်တူးလေးကပေးတာဒီမှာဒါလေးကတော့မလွယ်ရသေးဘူးဒါပေးတဲ့မှာတော့မပါဘူးပါလားမသိဘူးပါဘူးမပါဘူးဒါကတော့မြင့်လွယ်အောင်ဒါလေးတွေအဲ့တော့မြန်မာမှုတွေတော့မြင့်တော့ပြန်မပေးဘူးဒီတိန်ထားတယ်မြန်မာမှုတွေကိုမြန်မာမှုအရင်တိုက်တယ်မြန်မာမှုကဒီလိုလက်ဒီလိုထိုးထားတဲ့ဒီလိုလေးတွေဆိုနေဒီတော့ကဘူးလို့ဟိုဘမှာရက်တောင်ချင်းလေးနဲ့ဒီမှာချင်းလေးနဲ့တင်ချင်းလေးနဲ့ပြီးဒီမှာဒါလေးတွေရောမြင့်မှာရှိပါတယ်လို့မြင့်မလွယ်ပေမဲ့လေမြင့်မှာရှိပါတယ်လို့နော်ဒီမှာဒါလေးတွေလည်းမြင့်မလွယ်ရသေးဘူးဒီမှာဒါလေးတွေနော်အဲ့ဒါလေတီတီစာတိလာမြင့်ပွဲတွေပါလေတဲ့အဲ့တလုံးမမြို့ပေးလွယ်တယ်ရှာလည်းမပေးလိုင်းအကုန်သိန်းတာအကုန်သိန်းတာသူမမရဲ့ဒီလုံးလေးနဲ့ဒီလေးညလည်းမရှိအကုန်သူကအဲ့ဒါသိန်းတာညီရဲ့အဝတ်စားတွေပတ်သက်အိတ်ငါလည်းလွှဲထားပြီးမရတော့ပြောရတော့မယ်ပတ်သက်အိတ်တွေအကုန်လုံးကသူသိန်းတာအပြင်ထွက်မမဒီရဲ့ညီနဲ့ဒီဝမ်းနဲ့လိုက်တယ်ဆိုမှမရှိဘူးညီမတော့ရတာလေ fashion တို့ဘဝလို့တကယ်တော့ကိုယ့်မှာ fashion အပြည့်စုံရှိတယ်နော်ကိုကလည်းမနေ့ပြောအဲ့ဘက်ကိုစိတ်မရဘူးခရီးသွားရင်ကိုကကိုပဲတည်တာခုနကအလုံးအဲ့လိုတယ်လို့ရေနော်အဲ့ဒါမလို့ဟိုပါပေါ့နော်ညီအဓိကမြို့စိတ်ချမ်းသာနေကြမှာမလားအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးတွေးပြပါလို့မိတာလေးခံတာနော်ဒီကားကိုတော့အားကောင်းတာနော်ရှယ်ကိုလည်းလည်းမလည်းအကြာကြီးထားရင်တော်နဲ့လွယ်ပြမှာမဟုတ်ဘူးလေနော်မြင်ရတော့ပြသွားတာနေပြီးတော့မြင်ရလဲတစ်လုံးလည်းပြီးတစ်လုံးတော့မှကျန်သေးတယ်မအဲ့လေးအင်္ဂါလေးနည်းနည်းကိုခန်းရတယ်တဖြည်းဖြည်းနဲ့ကိုမှလေးစရာအဲ့ရတဲ့နေရာပဲရှိတော့လို့ခံစားလာရတယ်အထက်တွေကရှင်းအောင်အဲ့ထက်တွေကပေးမှာဝန်ထမ်းတွေကိုအဲ့ဒါလဲဝန်ထမ်းတွေဘယ်လိုပေးမလဲဆိုမဲဖောက်မယ်သူတို့ဒီပြဆိုရင်ဖက်လိုက်တယ်ဖြစ်မှာဒီလိုလေအဲ့လိုလိုအရာကလေးတွေမရှိကိုအတွေ့ရကြာလာတော့စဉ်းစားနိုင်လို့ခေါင်းကြီးခောက်လာတော့ကိုလူပေးတစ်ခါကျပေးပြီးသားလို့နှခါတွေပေးပြရလဲမကောင်းနေနော်အဲ့ဒါကြောင့်မလို့ကိုကမသိလိုက်ဘူးကလေးတွေသိတယ်မှာတခု
နည်းလေးတွေစိတ်ဆွေးနွေးခွင့်မှဒီလိုကတော့တင်းလို့အိမ်မှာလဲရမကဲ let's go ကဲမင်းနိုင်မယ်ဘလာတော့ပါလိမ့်မယ်အခုဘလာပါတဲ့အဖွဲ့ကနောက်တစ်ခေါက်ကျရင်ဘလာမပါကန်တမ်းမဲ့နိုင်တယ်နော်အခုကတော့အိတ်ကမလောက်လို့နော်အမနော်ခဏနေအောင်နော်အကုန်လုံးရမှာအကုန်ဖောက်မယ်နော်အကောင်မအပေါ်တက်မယ်သမီးဘလာလာဟေးမိုင်းမိုင်းဘလာတဲ့အဲ့ဘလာမှတ်တာနောက်တစ်ခေါက်ဘလာအပါနိုင်ပါမယ်လာပါနိုင်ပါနော်ဒီမှာလုံးဝအစ်စ်တေးကြီးပဲမလွယ်ရသေးတဲ့အိတ်ဒီမှာဒါလေးဆိုအစ်စ်တေးကြီးပဲမှာအစ်စ်တေးတော်များတယ်ဟုတ်သေးပါဦးလားမဟုတ်သေးပါငါရောက်မှဘလာနဲ့တို့ပါလားဟမ်ကဲတော့ဘူးမလဲတော့ဤဖြိုးမဤဖြိုးမဤဖြိုးအဲမဤဖြိုးတတိတယ်တတိကပါလေဟိုဘယ်ရလဲနေရရှာတာမသိရမဒီလိုရှာတာဒီလိုကြီးရောရှာတာအော်ငါမဤဖြိုးနဲ့လိုက်တယ်လို့မသိဒါဆိုအစ်ကြီးဒီမှာသိရောကဲမဤဖြိုးရေကဲပေါ့နော်အဲ့တသေးလေးတွေပေါက်သွားတဲ့သူကဘလာပေါက်သွားဆိုနောက်တစ်ခေါက်ကျရင်ဘလာမပါကန်တမ်းမဲ့ရှယ်ကြီးတွေပြန်နိုင်ပြီမယ်နော်အခုကတော့အိတ်ကတိတ်မရှိဘူးသွားနိုင်မှုလေဟုတ်လေလဲငေါနော်လဲကမိကနာတော့နော်မကျူရသူကသူသားနဲ့သူသားကိုကြီးတော့ဒီလိုလွယ်မယ်လို့ပြောတာမကျူရဲ့တိတ်မကောင်းဒါပေမဲ့နောက်တစ်ခေါက်ရှယ်လာပဲရှယ်သူလဲဟမ်ကမရာအေးအောင်မြိုင်းတယ်လေးဆွဲလိုက်ဟိုရွှေ့လိုက်မြင်းညာသူမကျွဲဒါတကားလို့ဟိုတကြီးဖွဲ့တယ်မြင်းညာသူမကျွဲပေါက်သွားပါလေလာမီယိုလာလေတို့ဒီချက်တို့လေလာလေတမီးတို့ရှိလာလေဘလာလေးဘာလို့မရတော့ဒီမှာຫນွေကြအယုတ်ဆက်ထောင်မှာလုံးဝတရုတ်ကောင်တရုတ်ရပြရမယ်ရှုံးနေဘလာအိပ်ပါဟာမမောင်သေးပါဘူးမသူပြကြဘလာတွေပဲသူကပြဘလာလေးလိုက်နေသွားဒီမှာຫນွေကြရုပ်ဆက်ထောင်မှာ19တဲ့ဟေး19ရေတော့မသိလားကိုလည်းရောမသိလားဒီမှာဒီမှာခွာလေလုံးဝတဲလေးတော့ဒီမှာနော်လက်ဆောင်မျိုးပေးတဲ့သူလေးတွေလည်းဖိတ်ချမ်းသာအောင်လို့နော်မကြည့်ရောလုံးဝရှက်ညာပြီနော်ဒီတေချာလေးရိုက်တယ်မနော်လာရှက်တော့ကြပါငါညီမတွေရှေ့ကိုလာပါမကင်မရာရိုက်ရတဲ့သူကဟိုလိုပြန့်ရိုက်နေရတာတူတစီတဲ့လာရှေ့ကိုလာဟိုတကြီးဘွားဟိုတကြီးဘွားလို့လိုက်လာပါဒီရောလာသူပါကင်မရာမန်ရိုက်ရတာဒီဘက်ကိုလာလာရှစ်ကဗျာဒီမှာဒါကျမတို့ဟိုတကြီးမလေးလောက်တာအမြင်ဆုံးကြရောဒီမှာလုံးဝရှစ်ဒါညစ်တစ်ခါပဲဟောဖြစ်ရသေးတယ်ဒီမှာကြည့်အောင်ဟိုငါးပတ်သက်တွေပါတတ်တယ်နော်စာကြည့်အောင်ဒီထဲမှာဟုတ်တယ်နော်လုံးဝအိုးရှစ်ဟိုတကြီးကတလုံးပါဝိုင်းကဲစုကြီးလာပါရှင်းကိုလာပါဘယ်လိုပြုလို့တော့အများကြီးကြံသေးတယ်ဘလာရင်နိုင်ပေးနေတာသမီးတို့တမမြင့်တဲ့ဟေးဒါသာနေလိုက်ရတယ်ဒီမှာနော်ကဲလာနောက်တစ်ထပ်လိုက်ရီဝင်းဟဲ့ဒီမှာငါဘောင်းချာတွေတော့ပတ်သက်တွေပါဘောင်းချာအရေးကြီးတယ်သမီးတို့ဘောင်းချာပိုင်ပြန်ပေးပါမအောင်ဟမ်ရီဝင်းကလာတဲ့ဝါကြီးလောက်ဝါကြီးဒီမှာမပြင်းအောင်မြိုင်းတော့ပဲကလေးလဲရိုက်ပဲဆက်ချဟုတ်ဘူးဟဲ့လုံးဝအစ်အကောင်ကအစ်တွေထဲမှာဒီဟာလေးကလေသူ့ရဲ့ဘုံလေးကတရားဟုတ်တယ်ဒါလေးပါဝိုင်းနဲ့လိုက်တယ်တော့လုံးဝဒီမှာကြည့်အောင်နော်ဝိုင်းနဲ့လိုက်ပါတော့
ဟိုရှင်းမနော်အဲ့အရှေရသာလွယ်လို့ရတော့အမတက်တော့ထက်သမီးနော်ရောပေါက်ရတဲ့ရတော့လာရှေ့ကိုတိုးကြပါအိမ်သားရပါဖြစ်တယ်လို့လာရှေ့ကိုလာရှေ့ကိုလာလာလောက်ပါနာမငါရေးလေးပုံတယ်73ဒီမှာအေးဒါလေးကဒါမမရဲ့အနှစ်တိုက်သွားပြီလေဟုတ်မမရဲလွယ်တဲ့အိမ်ကလေးဒါလေးလိုက်လေပစ္စည်းတင်ကလူတင်ကမမဆွတ်လို့ရတော့မရော့ဘူးလေတော့လာရော့နော်နော်ကဲဘလာတဲ့ကဲ အဲ့ဒီအများကြီးကျန်သေးငါတို့လည်းကျန်သေး လုံးပါဟာငါကြီးတွေဘောင်းလေတက်တဲ့ဒါလေးနော်မလေးငါစီးမမတက်တဲ့အလကားကြမငါပါပါလေနော်ကဲရောတက်တဲ့ ဒီဘက်ကိုလာပါ လူကလို့ဒီထဲမှာဝင်ရပြေးတွေပါတော့သူတို့ကင်မရာနဲ့ပါမှာကြောက်တယ်ဒီကဒီမှာဟမ် ဟာတဲ့ သူလဲစီရတာမမအကြိုက်ဆုံးအိတ်ဘာလို့အနီအောင်လေးမျိုးချက်ဒီမှာဟုတ်တယ်တာဒီမှာ ဟောသားဒီမှာ အိတ်တွေကတော့အကုန်ကြိုက်တယ်ဒါပေမဲ့ဘယ်ရလွယ်မှမသိဘူးစလေးဒီမှာရေဘုံလေးလုံးဝအတိကြီးဒီမှာကြည့်မြင်လွယ်မလွယ်သေးဘူးရေဘုံလေးပတ်သွားပါလေဒီမှာကြည့်ရေဘုံလေးနော်ကဲငါညီမရော့နော်ကညမောဒါသေးမှာပွဲ6ဂျင်းလိုက်ကလေးပြပါတယ်ဒါလည်းညှိတိုက်ခဲ့တဲ့အိမ်ကလေးနော်ပေါ့ဒါပေမဲ့ဒီတစ်ခေါက်သေးတာလေးတွေကိုမှတ်ထားတယ်နော်နောက်တစ်ခေါက်ကြာရင်အဲ့လူတွေပြန်နှိုက်ခိုင်းမှာသေးတာရဲ့ဗလာရဲ့နဲ့ဗမာလေဒီမှာလုံးဝရေဘုံအစ်စ်ကလေးပါရှိရေဘုံအစ်စ်ကလေးဒီမှာလွယ်တော့မလွယ်ရသေးဘူးကြိုးတန်းနဲ့သမီးဒီမှာချိတ်လိုက်ရုံပဲကဲရေဘုံလေးပါရှိကဲအသေးလေးသေးမှရေဘုံလေးပေါက်သွားပြီအမလေးမြင်မောတာဘရီကိုရှည်လိုက်တာမြန်လောက်ကြပါရဲ့ 9 မိနစ်ဖြစ်သွား နန်းလေးကောင်းသွားပြီနော်ဒီအိတ်ကလေးကလေအရန်အသားလာတာတရုတ်ပြည်ကနော်ညီမလေးလက်ဆောင်ပေးတာဟာလေကဲရောနန်းရေးအဲ့ဒါကငါပစ္စည်းပတ်သက်တွေပိုင်းပြန်ပေးနော်တ िश ူးပိုင်းမှာတ िश ူးရရတယ်တိတ်ပုတ်လိုက်ညီမလေးချူအလုံးဟေးအလုံးတော့အလုံးအလုံးကသူနဲ့လိုက်တယ်ကွာလုံးဝသူနဲ့လိုက်တယ်ကွာဒီမှာကြည့်ရောအစ်ကလေးရောကဲမမသိသဘောတောင်ကြီးတော့သေးမမမသိယောဒီမှာလုံးဝဘာကြောင့်မမသိမကြနောက်လုံးနေကဲရောမကြည့်လုံးဝအစ်စ်နော်မမသိလိုက်တာကဲမဆုနဲ့ဒီအိတ်ကြီးနဲ့လိုက်မှာမသိအဲ့မိသားစုအဲ့ညီမမောင်ကိုကဲရောမဆုအသေးပါတဲ့လူတွေမမနောက်တော့ကြီးနေပြန် မဲ့သမီးနိုင်အောင်မနော် အေးပါဒီအိတ်ကိုမလုံးဝငါဒီအိတ်ကိုငါမက်ကျူကိုပေါက်နေချင်နေတာမက်ကျူနဲ့မရဘူးလို့ပေးလိုက်အေးရလေးတင်ကြည့်လိုက်ပဲ သမီးကျန်သေးတယ်လို့ လာကျန်တဲ့သူလိုက်ကင်မရာမန်ဒီရောပဲကင်မရာမန်တအားနိုင်ချင်နေပြီပေးအမလေးမောတာပါတယ်လေဗလာကင်မရာမန်ဗလာဝမ်းသာစရာလောက်ရတယ်အမလေးကဲ20ပါလေလုံးဝဒါစမိုင်းတိုက်ပုံစမိုင်းအိတ်ကလေးကဲရသမီးမမကိုင်းလိုက်မှာနှလုံးကြံသေးတယ်ဘယ်သူလဲတီးတီလာနိုင်အာ